ပြဿနာကျွန်တော်လေပြဿနာနေပြဿနာငါတို့မဟုတ်မိုက်တယ်ဗျာ0 0ဆိုဒါတွေအကုန်လုံးမှားရနော်မှတ်ထားလိုက်အဲ့လိုပြောချင်ဘူးဗျအဲ့ကြတယ်တိကုန်တော့နှစ်ခုလို့ရှိတယ်တခုကြီးနေရှိတယ်ကျွန်တော်ပြောရမှန်းနေတယ်မဟုတ်လားအဲ့ရှိအဲ့လိုမိုက်တယ်အဲ့ဒါဟုတ်တယ်ခဏလားရောင်းခေါ်ရက်ရွှေ့ဟိုတို့လည်းရှိအဲ့ကျွန်တော်ပြောမယ်ဟိုအဲ့ဆိုဒီနှစ်ခုတွေကတစ်ခုကမှန်တယ်ဘာလို့လဲဆိုတော့ तू ကအဲ့ကြောင့်မလို့ तू မပြောချင်တာမဆိုင်ဘူးလေအမှန်ကြီးဆိုရှိရတယ်မှန်ကြီးမဟုတ်ဒုက္ခငါခံမှန်းတာလေဟဲ့ငါလည်းမရွှေ့ရသေးဘူးနဲ့မပြောပါအမှန်ကြီးမဟုတ်ပြောပြန်ရှိလိုက်အမှန်ပြန်ရှိပြတော့တခါရွှေ့လိုက်လို့အမှန်ရှိလိုက်ရှိလိုက်အမှန်ကြီးရွှေ့โอเคမရဘူးတော့2ယောက်လုံးရွှေ့လို့မရဘူးလို့ပါရစိတ်ချမ်းတော့ရွှေ့ပြတူဒါမှန်တယ်မပြောပါမှန်တယ်လို့ဒါနင်မပြောနဲ့ငါကြည့်ရဒါမှန်တယ်ငါဒါမှန်တယ်လောက်ကြပါဦးဟေးဒါမှန်တယ်တော့ဒီနှစ်ခုတည်းကတစ်ခုမှန်တော့တယ်ဟုတ်တယ်မှားတယ်မှန်တယ်ကဲမင်းတို့ကလေးဗျာနီးကအဲ့လိုကြီးကမဟုတ်နေဘူးတဲ့နှစ်ပေါ့ဗျာနှစ်ပဲဒါတေချာဝတ်ကိုမှန်တယ်ညီမလိုပဲပြောမယ်နှစ်ခုနလည်းနှစ်ပဲအခုလည်းနှစ်ပဲအဲ့ဆိုဒါလည်းမှန်တယ်အဲ့လည်းမှန်တယ်ဒီနှစ်ခုကိုရွှေ့ကြည့်လိုက်မယ်ဒီနှစ်ခုရွှေ့လိုက်လို့0ဖြစ်သွားရင်ဒီနှစ်ခုလုံးမှန်တယ်မင်းတို့ကလေးတိုးနေကမပုံပေါင်းကြံတွေ1ဟုတ်တယ်အဲ့ဆိုဒီနှစ်ခုလည်းတစ်ခုမှန်တယ်ဒီနှစ်ခုလည်းငါပြန်ရွှေ့မှာနင်ဒီနှစ်ခုမထိနဲ့တော့ကွာအဲ့မင်းတို့ကလေး2အေးငါပဲကြားလိုက်ချင်းကြားလိုက်ပါတော့မကလေးလို့ရှုံးနေသူကလေးကျန်နေတယ်ဘာလို့အဲ့ဒါရွှေ့1 2ဟိုနင်ကအချင်းရုံတာငါတို့ကနှစ်လဲရှိတာမဟုတ်အချင်းရုံအောက်ကဟာရှိမှာပေါ့တော့ကနေမိုက်နဲ့အော်ကြီးကင်မရာထဲမှာမတည့်ရည်ပြောနေတာဗာအချင်းရုံနှလီငါမှတ်ကိုမထားမိဘူးဟုတ်တယ်ဒီနှစ်ခုကမှန်တာဟုတ်တယ်ဒီအောင်ပြန်ရှိနေဟုတ်တယ်လက်ခံမင်းနဲ့ဟုတ်ကိုင်းနေပြောလိုက်တော့မရဘူးအဲ့လိုကြီးမဆိုင်ဘူးဒါသူ့ရဲ့စီမင်းစီကဲစီကအဲ့လိုမဟုတ်ဘူးတယောက်ရွှေ့ပြီးရင်နင်ကမှန်လားမလားပြောရမှာမရှိနာလီဟာဝဲတခုဝေးမှန်သေးရလို့ဒါမှန်နေရအဲ့ဆိုဒီအောင်ရွှေ့ပါဒါဒီနားမှာမှန်တယ်သူတို့မှတခါပါလဲတိုင်ပြတော်ပြီးတော့ငါလှုပ်ချင်တာလို့ပေါ့မှာနင်ကနေပြောချင်တယ်လို့သာပြောတော့အမှန်ကြီးတကယ်လေဟုတ်သူလည်းပြင်ငါနှစ်ခါတောင်ရွှေ့ပြီးတော့အဲ့လေရဝမ်းမယ်ဒါမှန်ကိုမှန်တယ်အမှန်ကြီးတဲ့နှစ်ခါရွှေ့မလားရွှေ့အမှရွှေ့ပြီး2ဟုတ်တယ်ဒီနားမှာနိုင်ချင်းနေရှာတာနိုင်ပေးလိုက်ကြပါငါလိုက်လို့ရင်တော့အကုန်လုံးဝိုင်းပါပြီလား2ပဲဟော3ဖြစ်သွားပြီဟာခဏဟုတ်တယ်နောက်တစ်ခါရှင်းဦးနေကျွန်တော်အဲ့လိုပြောရမယ်အဲ့ဒါစတာရှင်းမယ်ဟုတ်တယ်အဲ့လိုရှင်းလိုက်အဲ့ပြီးနာကျွန်တော်ကင်မရာပဲကြည့်ညီတော့ကကြည့်တော့သိလိမ့်မယ်1လို့2ဖြစ်သွားပြီ2မရှိရသေး1နဲ့2နှစ်ခုမှန်နေတဲ့ကိုချင်းစားတတ်နေပြီတွေ့လားကောင်းနေဘယ်လောက်ကြိုက်လဲငါနင်တို့တယောက်တလဲစီငါပြောပြရနော်နင်ကငါတို့2ယောက်လုံးရွှေ့မှတစ်ခါအမတော့ဆရာကြီးလေခုမှစဆွဲယူလဲမဟုတ်တော့ဟုတ်တယ်ပြောကုန်ပြီအဖြူမှန်နေဟုတ်တယ်ရွှေရဗျာအဖြူကမှန်တာဒီတစ်ခါလေးပြောလို့မရဘူးလားရတယ်1ပြောရပြီ2ခုနတခြားကြည့်နော်ကြည့်ပြီးသွားပြီအဲ့ဒါနဲ့မှန်တယ်အနလားပြလား something or something ပဲအဲ့တခါရွေးနောက်တစ်ခါဆက်ရွှေ့ငါနှစ်ခါရွှေ့ရတာဟုတ်တယ်ဝမ်းမယ်အဲ့ဆိုအနက်ပြားမှန်အနက်လေဆက်ရွှေ့နေတာဟုတ်တယ်ဝမ်းမယ်ခဏလေးပြောကြည့်0ပြောကြည့်အချင်းမကောင်းကုန်ပြီအချင်း0ပြောကြည့်နှစ်ခါရွှေ့1ပြောဝဲတဲ့လားတို့တိုင်ပတ်နေတဲ့လားမင်းငါပြည့်တယ်မှာအဲ့လိုမျိုးမြင်ဘူးလားမရနဲ့နော်
နေကငါတို့တလဲစီမပြောပေးဝဲနဲ့ဖြစ်မရ အဲ့မှာစိတ်ဝင်စားမှာ အေး ဝမ်းမေးဗျာ3 3ဒီ၄ခုတွေက3ခုက3ခုမဟုတ်2ခုကမှန်တာ ဟုတ်တယ် ခဏလေး ဟုတ်တယ်ပြောကုန်ပြီ ဘက်မှာသိကြတယ်မဟုတ်တာသိကြတယ် ဒါတစ်ခါပဲပေါ့ ပြောတစ်ခါပဲဟုတ်လားမပြောတစ်ခါပဲပြင်ပါ ငါရှက်အချီုံနဲ့ကောက်ပေါက်ခံ ပြောပါလား 3 အခုလည်း3 ပဲ ဒီ3ခု ဖေးကြရည်လား သိကြတယ် ဖေးကြရင်ရွှေ့နှစ်ခါရွှေ့ကြရင်နှစ်ခါရွှေ့တော့အဲ့ဒါ မဟုတ်ဘူးလေ ဖေးကြရင်နှစ်ခါ ပြော ရွှေ့ ပါလားတော့ 4ကဲပါမတက်နိုင်ဘူးကြီးသူတို့ရေးရ separate ပဲကွာဖြစ်ရ အဲ့ဖြူနေ သိတော့ 4လောက်နောက်နှစ်ခုလောက်လဲလိုက်တယ်နဲ့နိုင်ပြီနောက်နှစ်ခုလောက်ဒါပဲလားလဲတော့ ပြော ဟာကွာနိုင်ပြီအစလေးနေတခါပဲလေးရသိလား အဲ့ဒါဆို sorry ကနာ9နေလောက်ပြီ तू ကနှစ်ခေါက်လဲခိုင်းလို့နှစ်ခါ ဟုတ်ပါဘူးနိုင်ပါဘူး sorry